ရက်စစ်မိသားမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ကဘာကြီးဘယ်လိုများဖြစ်သွားမလဲမောင်မိုက်ပြီးတိတ်ဆိတ်နေမှာပဲနော်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ခေတ်သစ်ကဘာကိုလင်းထင်းစီတဲ့မမြင်နိုင်မဲ့စွမ်းအားနှစ်ခု AC နဲ့ DC တို့ရဲ့စိတ်လှုပ်ရှားစရာပြိုင်ဆိုင်မှုနဲ့နောက်ပိုင်းမှာဘယ်လိုတွေပူးပေါင်းလှုပ်ဆောင်ခဲ့ကြလဲဆိုတဲ့ဇာတ်လမ်းကိုပြောပြသွားမှာပါဒါလေကျွန်တော်တို့နေ့တိုင်းလိုကြုံနေရတဲ့ကိစ္စလေးတစ်ခုပေါ့ဒါပေမဲ့သိပြီးတော့သတိမထားမိကြဘူးဒီမင်းကုန်းရဲ့အဖြေကနန်ရန်ဘလက်ပေါက်ကလာတဲ့လက်စစ်နဲ့ကျွန်တော်တို့ရဲ့ဖုန်းတွေlaptop တွေသုံးတဲ့လက်စစ်ကြားကအခြေခံကြတဲ့ကွာခြားချက်ကြီးတစ်ခုကိုဖော်ပြနေပါတယ်အဖြေကတော့လက်စစ်စီချောင်းအမျိုးအစားနှစ်ခုမှာပဲရှိနေတာပါတစ်ခုက alternating current AC နဲ့နောက်တစ်ခုက direct current DC ပေါ့ AC ဆိုတာကလှိုင်းလိုပဲရှေ့တိုးလိုက်နောက်ဆုတ်လိုက်ရှိစင်းနေပြီးတော့ DC ကကြတော့မြစ်တစင်းလိုပဲရှေ့ကိုပဲတစိုက်မမတ်စီးနေတာပါဒီလိုစီစင်းပုံမတူနေတာလေးကပဲသူတို့တစ်ခုချင်းစီရဲ့အသုံးဝင်ပုံကိုလုံးဝကိုပြောင်းလဲသွားစေပါတယ်ဒါဆိုရင်ဒီလက်စီချောင်းတစ်ခုရဲ့ကဘာသေးကိုအတူတူခရီးထွက်ကြည့်အောင်ပထမဆုံးညီတဲ့ကျွန်တော်တို့ရဲ့အိမ်တွေကိုနေ့စဉ်စွမ်းအင်ပေးနေတဲ့ AC လက်စစ်အကြောင်းကနေစလိုက်ကြတာပေါ့ AC ရဲ့စီးစင်းပုံကိုမြင်အောင်ပြောရရင်ရေပိုက်ထဲမှာရေကိုရှေ့တစ်လက်နောက်တစ်လက်တွန်းလွတ်နေတဲ့ပေါင့်တစ်ခုလိုပါပဲဒီလိုရှေ့နောက်ပြောင်းလဲစီးစင်းနိုင်တဲ့အရေးချင်းကြောင့်တတားပေးစစ်ယုံကြီးရေကနေကျွန်တော်တို့ရဲ့အိမ်တွေစီကိုလက်စစ်တတားတွေအများကြီးမဆုံးရှုံးပဲပို့ဆောင်နိုင်တာဖြစ်ပါတယ် DC ကတော့စင့်ကျင်ဘက်ပဲလက်စစ်အတွက်ဆိုရင်ရှင်းရှင်းလေးတလမောင်းပဲဒီလိုတင်ငင်တဲ့စီစဉ်မှုကဘက်ထရီတွေဖုန်းတွေနဲ့ကွန်ပျူတာတွေလိုမျိုးနူးနေတဲ့ electronic ပစ္စည်းတွေအတွက်ဆိုရင်မရှိမဖြစ်ပါပဲဆိုတော့ရှင်းသွားပြီနော် AC ကခီးဝေးသွားတဲ့နေရာမှာတော်ပြီး DC ကကျတော့တည်ငင်တယ်အဲ့ဒီလိုမတူညီတဲ့အားသာချက်တွေကြောင့်ပဲလက်စစ်ခစ်ချက်အစာမှာတမိုင်းဝင်လက်စီကြောင်းများရဲ့စစ်ပွဲဆိုတာကြီးဖြစ်လာခဲ့တာပေါ့ကဲအခုအတိတ်ကိုခဏပြန်သွားကြည့်ကြမယ်19ရာစုနောက်ပိုင်းကိုပေါ့အဲ့ဒီမှာညံကြီးရှင်ထိထွင်သူနှစ်ယောက် Thomas Edison နဲ့ Nikola Tesla တို့ရဲ့အားပြိုင်မှုကိုတွားကြည့်ကြအောင်အဲ့ဒီတော့က Thomas Edison က DC စနစ်ကိုအရန်ထောက်ခံခဲ့တာဒါပေမဲ့သူ့ရဲ့အားနည်းချက်ကတအားကိုခေဝေကြီးမပို့နိုင်တာပဲဒီအချိန်မှာ Nikola Tesla နဲ့ George Westinghouse တို့က AC စနစ်နဲ့အတူပိုကောင်းတဲ့အဖြေတစ်ခုကိုတည်လာခဲ့တယ်အဆုံးမှာတော့ဟုတ်ကပဲ AC ကပဲကဘာတအားလိုင်းတွေရဲ့ဆန်နှုန်းဖြစ်လာခဲ့တယ် AC ကဒီစစ်ပွဲကိုဘယ်လိုနိုင်သွားတာလဲသိချင်နေပြီလားအဖြေကtransformer ဆိုတဲ့ရုပ်ရှင်ပြမဲ့တကယ့်ကိုတော်လန့်တဲ့ကိရိယာလေးတစ်ခုကြောင့်ပါပဲ transformer တွေက AC ဘဝကိုလိုသလိုအတိုးအလော့အလို့လို့ရတယ်ရေပိုက်ခေါင်းကိုအဖွင့်အပိတ်လုပ်တယ်လို့မျိုးပဲဘဝကိုအမြင့်ကြီးတင်ပြီးခရီးဝေးပို့လိုက်တော့ဒါအဆုံးရှုံးမှုကတိတိတတာကိုနည်းသွားတော့ပြီးမှအိမ်နေနားရောက်မှအန်တယ်ကဲနဲ့အဆင့်တီဘဝကိုပြန်ချက်လိုက်တယ်အဲ့ဒါကအဲ့ဒီခေတ်က DC စနစ်တော့မမဖြစ်နိုင်တဲ့အိမ်မက်တစ်ခုလိုပါပဲ AC ကဓာတ်အားလိုင်းတိုက်ပွဲမှာနိုင်သွားပေမဲ့ဆက်လန်းကအဲ့ဒီမှာဒီမပြီးသွားမှုကြောင့်နှစ်တည်းကြာကြီးကြပေးတဲ့နောက်မှာ digital dollar ရင်းနဲ့အတူ DC ကတကယ်ကိုအံ့ဩစရာကောင်းလောက်အောင်ပြင်ပြီးတော့အရေးပါလာခဲ့တဲ့ခဏလောက်စဉ်းစားကြည့်ရအောင်ကျွန်တော်တို့လက်ထဲမှာနေတိုင်းသုံးနေတဲ့ဖုန်းတွေအလုပ်လုပ်တဲ့ laptop တွေအိမ်ခေါင်မိုးပေါ်ကဆိုလာပြားတွေအထိအားလုံးက DC လက်စစ်ကိုပဲမိခိုနေကြရတာဘာလို့လဲဆိုတော့ဒီနည်းပညာတွေအားလုံးက DC ရဲ့တည်ငြိမ်တဲ့စွမ်းအင်စီးကြောင်းကိုလိုအပ်လို့ပဲဒါကြောင့်မို့လို့ကျွန်တော်တို့ဟာတကယ်တော့ AC နဲ့ DC နှစ်ခုပေါင်းပြီးဖန်တီးထားတဲ့လျှက်စစ်ကဘာကြီးထဲမှာနေကြတာပါတစ်ခုကဓာတ်အားကိုအဝေးကြီးပို့ပေးပြီးနောက်တစ်ခုကကျွန်တော်တို့ရဲ့နည်းပညာပစ္စည်းတွေကိုအသက်ဝင်စေတယ်ရေခဲသေးတာအဲယာကိုအဝေးလော်ဆက်လိုမျိုးမော်တာပါတဲ့ပစ္စည်းတွေအားလုံးကနန်ရန်ပလက်ပေါက်ကလာတဲ့ AC လျှက်စစ်ကိုတိုက်ရိုက်ပဲတုံကြတာများတယ် DNC ကတော့ electronic ပစ္စည်းတွေနဲ့တည်သွားလို့ရတဲ့ကိရိယာတွေအားလုံးရဲ့အသက်သွေးကြော်ပဲကျွန်တော်တို့ရဲ့ဖုန်းတွေ laptop တွေကတင်းငယ်ပြီးနုနေတဲ့စာကပြားလေးတွေကိုတင်းငယ်နဲ့စွမ်းရင်ပြီးအလုပ်လုပ်စေတာပေါ့ဒီတော့သူတို့ရဲ့ဆက်ဆံရေးကပြိုင်ဘက်ဒီမဟုတ်တော့ဘူးအချင်းချင်းအားဖြည့်ပြီးတဲ့လူဖို့ခိုင်ဘက်ဒီလို့ဖြစ်နေပြီ AC ကလျှက်စစ်ကိုတဲပို့ရမှာဖြစ်ပြီး DC ကတော့လျှက်စစ်ကိုတိုးလောင်တဲ့နေရာနဲ့နုနယ်တဲ့ electronic ပစ္စည်းတွေကိုစွမ်းအင်ပေးတဲ့နေရာမှာဖြစ်ပဲဒါဆိုရင်ကျွန်တော်တို့ရဲ့ laptop adapter တုံးကြီးတွေကပါလေသူတို့ကဘာသာပြန်ဆရာလီလိုပဲနန်ရန်ကလာတဲ့ရှင်းနေတော့လွတ်ခါနေတဲ့ AC လက်စစ်ကိုကျွန်တော်တို့ရဲ့ laptop ကနားလေတဲ့တလန်းမောင် DC လက်စစ်အဖြစ်ပြောင်းမိတယ်လို့ကိုလွတ်တာပါကဲအခုဇလန်းကပိုပြီးစိတ်ဝင်စားဖို့ကောက်လာပြီတချင်က AC က DC ရဲ့အားနည်းချက်ကိုဖြည့်ရှင်းပေးခဲ့တယ်လို့ပဲအခုခေတ်မှာ DC က AC ရဲ့အကန့်အသတ်တွေကိုကျော်လွှားနိုင်ဖို့နည်းလိုင်းတစ်ခုအဖြစ်ပြန်ပေါ်လာပြန်ရော high voltage direct current ဒါမှမဟုတ် HVDC ပေါ့ဒီနည်းပညာကတအားပမာဏအများကြီးကိုနိုင်ငံတနိုင်ငံကနေနောက်တဲ့နိုင်ငံကိုတောင်စွမ်းအင်ဆုံးရှုံးမှုအရန်နဲ့ပို့ပေးနိုင်တဲ့
ဥပမာပင်လယ်ထဲကလေးအားအားလက်ဆက်စက်ယုံကြီးတွေကနေကုန်းပေါင်ကမြို့ကြီးတွေစီကိုလက်စစ်ပို့တာမျိုးတွေအတွက်ဆိုရင်ဒါကအကောင်းဆုံးနည်းလမ်းပဲ ဥပမာအနေနဲ့ပြောရရင်ရန်ကုန်ကနေမန္တလေးလောက်ဝေးတဲ့အချီးကိုလက်စစ်ပို့မယ်စဉ်းစားကြည့်တမန်ရုပ်ချ AC line က HPDC စနစ်ထားဒါအားဆုံးရှုမှုတိတိတသားကိုပုံများပါတယ်ဒါကကျွန်တော်တို့ရဲ့စွမ်းရည်ကိုပိုပြီးအကျိုးရှိရှိသုံးနိုင်ဖို့ HPDC ကဘလောက်အရေးပါလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပဲဆိုတော့အနာဂတ်ရဲ့စွမ်းရည်ကဘာဟာ AC နဲ့ DC ဘူးသူနိုင်မလဲဆိုတဲ့ပြိုင်ပွဲမဟုတ်တော့ဘူးအဓိကမေးခွန်းကဒီလက်စည်းကြောင်းတစ်ခုရဲ့အကောင်းဆုံးအားသာချက်တွေကိုပေါင်းစပ်ပြီးတော့ပိုပြီးချလာတဲ့ပိုပြီးစိမ့်လန်းတဲ့ပိုပြီးတော့ပြိုင်အလန်းချိဆက်နေတဲ့ကဘာကြီးတစ်ခုကိုကျွန်တော်တို့ဘယ်လိုတိစော့သွားကြမလဲဆိုတာပါပဲ